ဒီနေ့တော့ location ကိုတိကျမှတ်ကန်ဆောင်တဲ့လွယ်ကူဆုံးပို့တဲ့နည်းလေးကိုပြောပြပေးပါမယ်။အရင်ဆုံး Google Map ထဲကိုဝင်လိုက်ပါ။ပြီးရင်ဒီမြားကောက်လေးရဲ့ပေါ်ကဆက်လေးကိုနှိုင်းလိုက်ပါ။ပြီးရင်ဒီပေါ်ကပေါင်းလက္ခဏာရောက်လေးနဲ့ပေါင်လေးကိုနှိုင်းလိုက်ပါ။ပြီးရင်ဒီဒုတိယပေါင်လေးကိုနှိုင်းလိုက်ပါပြီးရင်ကြက်ချီကကိုပြန်ပိတ်လိုက်ပါပြီးရင်အပြာရောင်ဆက်လေးရှိတဲ့နေရာလေးကိုဆွဲချက်လိုက်ပါတခါတလေမှာကိုနေတဲ့နေရာကားလမ်းမပေါက်ဆိုလို့ရှိရင်ဒီပြာရောင်လေးကလက်လျှောက်ပြေးနေတတ်ပါတယ်ဒါဆိုလို့ရှိရင်ကိုကားပေးရမယ့်နေရာလေးကိုရွေးလိုက်ပါပြီးရင်လက်ကလေးနဲ့ဖိပြီးတော့လှော့လိုက်ပါပြီးရင်ဒီအောက်နားလေးကဒီဆက်လေးတောင်းဆက်နဲ့ share ဆိုတဲ့နေရာကိုနှိုင်းလိုက်ပါပြီးရင်ကိုက Messenger ပို့မယ်ဆိုရင် Messenger ကိုရွေးပါ line နဲ့ပို့မယ်ဆိုရင် line ကိုရွေးပါပြီးရင်ကိုပို့မဲ့သူကိုရွေးပြီးပို့လိုက်ပါဒါဆိုရင်တော့ပြီးပါပြီ